အားလုံးမင်္ဂလာပါကျွန်တော်တို့ Fighter Entertainment စီစဉ်ပုံမှန်တက်ဆက်နေတဲ့ရွှေကံဖြစ်ပါကျွန်တော်ဒီ distribution နဲ့လက်ဝဲပွဲလေးပေါ့နော်တဲအိတ်တွေကိုထိုးရတာရိုးလာပြီးမြန်မာတယောက်ရဲ့မျက်နှာကိုပြောင်းထုတ်ကြည့်ခြင်းနဲ့ဆိုပြီးတော့လေကြီးပြီးအချောင်ခဲ့တဲ့ VN Fighter ကိုဒုတိယအချိန်မှာလည်းမှတ်လောက်အောင်ဆုံးမအလေထိုးဆုံးမသွားခဲ့တဲ့အဖဟင်းရဲ့ပွဲလေးပေါ့နော်ဆိုတော့အခုဒီပွဲလေးကိုကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင် VN Fighter ကတော့အပြောင်လက်အိတ်နဲ့ဖြစ်ပြီးအကဟင်းကတော့နေရာလက်အိတ်နဲ့နော်ဟုတ်ကဲ့ဟင်းရတက်တူအပြည့်နဲ့နော်ခြေထောက်တွေရောကျုံးတွေရောfighters ဘာဟိ push ကိတကန်နော် VN Fighter ကို VN နဲ့လည်းမြန်မာအခုနောက်ပိုင်းမှာဆက်နေပူတာသွားရောဟုတ်ကဲ့ဟင်း push ကိတကန်နဲ့နင်းကြီးနော်နင်းတားတွေနဲ့มาจากโคราชนู่นแหละครับลูกหลานย่าโมมาไกลครับไม่แน่จริงไม่กล้ามาขึ้นประทับกับสิงห์ทองแน่วันนี้10,000 กับ 4,000 ครับอาจารย์บุญช่วยทวีธนวิไลครับบุญช่วยนครนายกตัดสินไม่ห่างครับถูกคู่เลยครับแล้วก็ถือว่าอยู่ในสังกัดของเป็นคนชุดเกียรติส่วนนั้นมันก็ในสายของศึกดีครับพี่แก่ครับเป็นคู่ดีครับต่างศึกต่างสายแล้วมาเจอกันที่นี่ครับจะลงซุปเปอร์ไฟท์เวทีในชุดแข่งครับโดยท่านดร.ช้างเมืองถูกขังทั้งเราครับจุดประกายครับนำพี่น้องชาวบ้านจะลงนะครับรวมสมัครสมานสามัคคีเถลิงชัยซุปประตูนี่ครับขอบคุณท่านผู้ใหญ่บุญทีแต้มน้ำมีท่านวินัทพิมานไทยพร้อมด้วยอาจารย์ปัญชดยาวดมภาคพร้อมด้วยพนักงานการหมู่บ้านทุกท่านนี่ครับဟုတ်ကဲ့ဟင်းချက်တွေထောက်တဲ့အကဟင်းလေကြီးတဲ့ VN Fighter တော့งานใหญ่จากสปรุงตาเจนครับวันนี้มาลุ้นมาเชียร์ครับทางฝั่งสิงห์ทองก็ให้ push กิตกันนะไม่ทราบว่าท่านนายกประจวบโดนใหญ่ท่านนายกเมืองไทยสุรพงษ์สุขุมကျွန်တော်ပြောချင်ပြီးဆိုမှလည်းပြောကြတော့တောင်းတဲ့ကေဆန်နဲ့နေထားလာကိုတွေ့ရတယ်နော်ยกที่2นี่ก็สาวคุยเรื่องมั้ยခု round 12ရှိစားနဲ့ဆက်ကျန်းလာပြီနော် click စမအပြန်ပြန်ချိုးတူလေးပြန်တိုက်တယ်ချိုးတူလေးပြန်တိုက်ကြနော်တောင်းနေတော့เดี๋ยวดังเอาใจผู้ใหญ่อย่างเดียวเลยนะผู้ใหญ่จะเป็นลูกสาวสวยยก2ครับพร้อมจับศอกโอ้โหน้ำจะตีดีของจริงแทงแล้วครับเข้าซ้ายเข้าแหลมด้วยฮะตีแบบหนักไม่มีเบาเอาโคตรมันต้องได้จังหวะครับตีผิดเดียวผิด2เดี๋ยวได้จังหวะ2หงายท้องได้เอาพร้อมโอ้ใจหยุดครับเน้นทำใหญ่ๆเอาแน่นอนครับเพชรเสือสารสิงห์ทองพยายามยุบทีไปแล้วครับเพชรเสือสารขาซ้ายเข้าซ้ายหน้าท้องรับเลยครับได้คืนซ้ายอันนี้เขาจะไส้ครับยัดเข้าไปแบบไม่มีปัญญาครับดูเกมของเพชรเสือสารนี่สเต็ปมาแล้วครับลูกแหลมเป็นเข่ากระทุ้งမို့ချိုးတူလေးပြန်တိုက်တယ် VN Fighter လည်းဘူးတဲ့ချက်တွေကောင်းတယ်နော်ဟုတ်ကဟင်းရတော့ Wine Fighter ဖြစ်တဲ့အတွက်မောင်ကုန်မြင့်နေနော် VN Fighter တော့ clinch ပိုင်းပူကောင်းတာတွေ့ရတယ်နော်မြန်မာတွေကတော့ထုံးတဲ့အတိုင်းပဲ clinch ပိုင်းအနေချက်တွေရှိရနော်
ထိအကဟင်းရဲ့အကဟင်းရဲ့ဘိုက်တွေနော်push ကလေးကနေစုပ်ပူလေးတိုက်တယ်စုပ်ပူလေးပြန်တိုက်တယ်နော်စုပ်ပူလေးတိုက်တယ်အကဟင်းစုပ်ပူလေးတိုက်တယ်โอ้คลาเลยดรอนเลยโอเคเคลีကြီးတဲ့ဘေးနဲ့ fighter ကဲမောက်ပြီကဲတိတ်ထိုးရတာရိုးလာပြီလို့ကဲတိတ်ထိုးရတာရိုးလာမြန်မာမျက်နှာကိုကြောင်ထိုးခြင်းတယ်လို့ကဲမောက်ပြီခုတော့ลีကြီးတဲ့ဘေးနဲ့ fighter နော်မြန်မာမျက်နှာကိုပြောင်းပြီးတော့ထိုးခြင်းတယ်တိတ်ထိုးရတာရိုးလိုက်ဆိုတဲ့ဘေးနဲ့ fighter နော်ဒုတိယချိန်မှာတော့အကဟင်းရဲ့ drum လေးချက်ထိပြီးအလေးထိုးနဲ့ချုံသွားပါပြီဆိုတော့အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားစရာတော့ပွဲကောင်းတဲ့နေ့စဉ်များပုံမှန်ဆက်ပေးတာခုလိုကျွန်တော် YouTube channel လေး subscribe လုပ်တယ် subscribe လုပ်တော့ပြကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ်